အခုလိုမျိုးတန်မိုးကြည့်တဲ့မတ်သားခွေရဗဟုတူတာတွေမို့လို့တိတိကျကျလေးလိုက်ကြည့်ပေးပါလူတော်တော်များများစိတ်ထဲမှာမေးခွန်းရှိနေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်တုတ်ရီကိုမတော်တဆမျိုးချမိရင် HIV ရောဂါပိုးကူးနိုင်ပါသလားအင်တာနက်ပေါ်မှာဒီအကြောင်းနဲ့ပတ်သက်ပြီးအဖြေမျိုးစုံတွေ့ရနိုင်ပါတယ်တချို့ကကူးနိုင်တယ်လို့ပြောကြတယ်လို့တချို့ကလုံးဝမကူးဘူးလို့ပြောကြပါတယ်ဒါပေမဲ့အမှန်တကယ် HIV ပိုးကဘလို့ကူးစက်တယ်လဲတုတ်ရီမျိုးချတာမှာအန္တရာယ်ဘယ်လောက်ရှိတယ်လဲဘယ်အခြေအနေတွေမှာပိုပြီးသတိထားသင့်တယ်လဲဒီဗီဒီယိုမှာအချက်လက်မှန်တွေကိုရှင်းရှင်းလင်းလင်းပြောပြသွားမှာဖြစ်ပါတယ် HIV ဆိုတာဘာလဲ HIV ဆိုတာလူကိုယ်ခံအားစနစ်ကိုထိခိုက်စေတဲ့ virus တစ်မျိုးဖြစ်ပါတယ်ဒီပိုးကခန္ဓာကိုယ်ထဲဝင်လာပြီးကိုယ်ခံအားကိုတဖြည်းဖြည်းအားနည်းစေနိုင်ပါတယ် HIV ကူးစက်ဖို့အတွက်ပိုးရှိတဲ့အရည်တွေဟာသွေးကြောတဲ့သို့မဟုတ်အနာရှိတဲ့နေရာတွေကနေဝင်ရောက်ဖို့လိုအပ်ပါတယ်အဓိကကူးစက်နိုင်တဲ့အရည်တွေကတော့သွေးတုပ်ရည်မိမကိုအရည်မိခင်တို့လိုဖြစ်ပါတယ်ဒါပေမဲ့အရည်တစ်ခုရှိုံနဲ့ချက်ချင်းကူးစက်တာမဟုတ်ပါဘူးပိုးဝင်ရောက်နိုင်တဲ့အခြေအနေတွေရှိဖို့လိုပါတယ်တုပ်ရည်မျိုးချမိရင် HIV ကူးနိုင်လားအဖြေကတော့အန္တရာယ်ရှိနိုင်ပေမဲ့အလွန်နည်းပါတယ်တုပ်ရည်ကိုမျိုးချလိုက်တဲ့အခါပိုးရှိခဲ့ရင်တော့ပါးစပ်ထဲကအစာချေလမ်းကြောင်းနဲ့အစာအိမ်တွင်းမှာအက်ဆစ်တွေကာကွယ်ရေးစနစ်တွေရှိတာကြောင့် HIV ပိုးအများစုကိုဖျက်ဆီးနိုင်ပါတယ်ဒါကြောင့်တုပ်ရည်မျိုးချခြင်းဟာ HIV ကူးစက်မှုအတွက်အန္တရာယ်အများဆုံးလမ်းကြောင်းတစ်ခုမဟုတ်ပါဘူးဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ပါဘူးအချို့အခြေအနေတွေမှာအန္တရာယ်ပိုတက်လာနိုင်ပါတယ်ဘယ်အခြေအနေတွေမှာအန္တရာယ်ပိုများနိုင်လဲပထမအချက်ပါးစပ်အတွင်းအနာရှိနေခြင်းဥပမာသွားဖုံးသွေးထွက်ခြင်းပါးစပ်အတွင်းအနာဖြစ်နေခြင်းသွားကူးတမှုမကြသေးခြင်းအနာပြက်ရရှိခြင်းဒီလိုအခြေအနေတွေမှာပိုးဝင်ရောက်ဖို့လမ်းကြောင်းပိုးရှိနိုင်ပါတယ်ဒုတိယအချက် HIV ပိုးရှိသူရဲ့ virus ပမာဏမြင့်နေခြင်း HIV ရှိသူတယောက်မှာကူးတမှုမခံယူထားဘဲ virus ပမာဏများနေပါကကူးစက်နိုင်ခြင်းပိုမြင့်နိုင်ပါတယ်တတိယအချက်တုပ်ရည်ကိုပါးစပ်ထဲကြာထားခြင်းပါးစပ်အတွင်းထိတွေ့ခြင်းကြာလာတာကအန္တရာယ်ကို theory အရတိုးစေနိုင်ပါတယ် HIV မကူးစက်နိုင်တဲ့အခြေအနေတွေလူအများစုစိုးရိမ်ကြတာတွေထဲမှာမမှန်တဲ့အယူအဆတွေလည်းရှိပါတယ် HIV ကအတူစားတောက်ခြင်းလက်ဆွဲနှုတ်ဆက်ခြင်းဖက်ခြင်းချောင်းဆိုးခြင်းအိမ်သာအတူသုံးခြင်းရေကူးကန်အတူသုံးခြင်းတို့ကနေမကူးစက်ပါဘူး HIV ပိုးဟာခန္ဓာကိုယ်ပြင်ပမှာအချိန်ကြာအသက်ရှင်နိုင်တဲ့ပိုးမျိုးမဟုတ်ပါဘူးတတိထားတဲ့အချက်များမိမိမှာစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ခဲ့တယ်ဆိုရင်အရေးကြီးဆုံးကထိတ်လန့်နေခြင်းမဟုတ်ပါဘူးစဉ်းစားရမယ့်အချက်တွေကအဲ့ဒီလူမှာ HIV ရှိကြောင်းသိထားသလားကုသမှုခံယူနေသလားကိုယ်ပါးစပ်မှာအနာရှိခဲ့သလားတွေးထွက်မှုရှိခဲ့သလားဒီအချက်တွေကအန္တရာယ်ဆင့်ကိုတတ်မှတ်ရမှာအရေးကြီးပါတယ်အကယ်၍အန္တရာယ်ရှိနိုင်တဲ့ထိတွေ့မှုဖြစ်ခဲ့တယ်ဆိုရင်ကျန်းမာရေးဝန်ထမ်းနဲ့တိုင်ပင်ပြီးအကြံဉာဏ်ရယူနိုင်ပါတယ်HIV ကာကွယ်ရေးနည်းလမ်းများ HIV ကာကွယ်ဖို့အတွက်လုံခြုံတဲ့လိင်ဆက်ဆံမှုကိုရွေးချယ်ပါကွန်ဒုံးကိုမှန်ကန်စွာအသုံးပြုပါကိုယ်နဲ့ဆက်ဆံမဲ့သူရဲ့ကျန်းမာရေးအခြေအနေကိုသိရှိထားပါစိုးရိမ်စရာရှိရင်စစ်ဆေးမှုခံယူပါဆိုတာတွေအရေးကြီးပါတယ် HIV ဆိုတာကြောက်စရာယောဂတစ်ခုသာမဟုတ်ပါဘူးယနေ့ခေတ်မှာဆေးကုသမှုတွေတိုးတက်လာတာကြောင့် HIV ရှိသူတွေဟာလည်းပုံမှန်ဘဝကိုနေထိုင်နိုင်ပါတယ်တုပ်ရည်မျိုးချမိခြင်းကနေ HIV ကူးစက်နိုင်ခြင်းဟာအလွန်နည်းပါးပေမဲ့အချို့အခြေအနေတွေမှာအန္တရာယ်ရှိနိုင်ပါတယ်အရေးကြီးဆုံးကအချက်လက်မှန်ကိုသိထားပြီးမလိုအပ်ဘဲကြောက်ရွံ့မနေဖို့ဖြစ်ပါတယ်ဒီလိုကျန်းမာရေးဆိုင်ရာအချက်လက်တွေကိုသိရှိခြင်းရင် channel ကို subscribe လုပ်ထားနိုင်ပါတယ်နောက်ဗီဒီယိုမှာလည်းကျန်းမာရေးနဲ့ပတ်သက်တဲ့အသုံးဝင်တဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်